ကျွန်တော်တို့ဒီစားပြက်တန်းမှာကျွန်တော်အနေနဲ့ဒီလိုက်တဲ့စားပြက်မှာတုံးတာလုံးလေးဒီမီဒီလုံးလေးကိုထည့်တာမီဒီကိုဘာကြောင့်တော့လဲဆိုရင်လူတိုင်းဒီမီဒီနဲ့သိရှိနားလည်ထားတဲ့ပုံကိုယူဆထားမှာပါအဲ့တော့ကျွန်တော်တို့ဒီမှာလိုက်တဲ့စားပြက်တစ်ခုကိုကျွန်တော်တို့တက်ဆင်မယ်ဆိုရင်လိုက်တဲ့စားပြက်ဟိုက်မီဒီလုတ်ကလေးကိုလိုက်တဲ့လုတ်ကလေးကိုကျွန်တော်အပိတ်ဖွင့်လုပ်ဖို့အတွက်တော့ခလုတ်ကလေးလိုပါတယ်အဲ့ခလုတ်ကလေးကိုကျွန်တော်ဒီမှာတော့1 gram 1 whistle ကိုအသုံးပြုထားပါတယ်ဒါက1 gram 1 whistle ကကျွန်တော်ကဟိုက်မီဒီလိုက်တဲ့လုတ်ကလေးကိုကျွန်တော်တို့ကအပိတ်အဖွင့်လုပ်ချင်တဲ့အခါမှာ control လုပ်ချင်တဲ့အခါမှာဒါတဲ့အသုံးပြုတာဖြစ်ပါတယ်ဟိုက်စားတဲ့ပတ်လန်းကိုတက်ဆင်ထားတဲ့ဒီလုတ်ကလေးရဲ့လုံးမှာဒီစားတဲ့ပတ်လန်းမှာ short သို့မဟုတ် overload ဖြစ်တဲ့အခါမှာ protection အတွက်ကာကွယ်ပေးဖို့အတွက်ကိုတော့ကျွန်တော်တို့က 1 NCB လေးကိုတက်ဆင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီစားတဲ့ပတ်လန်းတစ်ခုလုံးမှာ short ရဲ့ overload ပဲဖြစ်တယ်ဆိုရင်ကျွန်တော်တို့က1 NCB ဘေကာလေးကနေဖြတ်တောက်ပြီးတော့ကျွန်တော်တို့ပေးပြီးမယ်အဲ့ကျွန်တော်တို့ကဒီ midi load ကလေးကိုကျွန်တော်စားတဲ့ midi load ကလေးကိုအပိတ်အဖွင့်လုပ်ရှင်နေဆိုရင် control လုပ်ရှင်တဲ့ကောင်ကတော့ဒီ1 gram 1 whistle ခလုတ်ကလေးကနေကျွန်တော်တို့ကအပိတ်အဖွင့်လုပ်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က like စားတဲ့ကိုကျွန်တော်တို့ကတက်ဆင်တဲ့အခါမှာဒီ standard နဲ့အညီပေါ့နော်ကျွန်တော်တို့ဒီမိတက်ဆင်ပေးနေတဲ့ installer တွေကတက်ဆင်ပေးရလူတွေဒီဘယ်ဟာကိုအဓိကထားမယ်ဆိုတော့အသုံးပြုသူ user customer ဟိုကျွန်တော်တို့ကအသုံးပြုတဲ့အခါမှာလူလိုချင်တဲ့ keyword မီဒီဆိုရင်လေးမယ်ဘန်ကာဆိုရင်လေးမယ်ဒါမျိုးလေးကိုခါရအလုပ်လုပ်တဲ့အခါမှာသူ့ရဲ့ operation ကိုလည်းပုံမှန်လုပ်နိုင်ရမယ်အသုံးပြုတဲ့လူမှာလည်းကျွန်တော်တို့ကဒီ safety file နဲ့ကျွန်တော်တို့ကလုံးဝမိရနေလက်စစ်ဓာတ်လိုက်မှုမှာအနေကင်းအောင်တော့လက်စစ် PC short feature မှာအနေကင်းအောင်ကျွန်တော်တို့ကအဓိကထားပြီးတော့ pattern asset ပေးရမှာဖြစ်ပါတယ်အဲ့လို pattern asset ပေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘယ်လိုစနစ်တကျ pattern asset မလဲဟိုက် lighting PC ဖြစ်တဲ့ဒီမီဒီလုံးဒီမီလုံးလေးဒီကျွန်တော်တို့က single phase လုပ်ဖြစ်ပါတယ် single phase လုပ်ဖြစ်တဲ့အတွက်ဒီ single phase လုပ်လေးဒီကျွန်တော်တို့ကသူ့ကို line နဲ့ neutral ပေးရင်အလုပ်လုပ်ပါတယ်เนาะဒါကကျွန်တော်တို့က high lighting မီလုံးလေးကိုသူက single phase ဖြစ်တဲ့အတွက် line နဲ့ neutral ပေးရင် high single phase လုပ်ဖြစ်တဲ့မီဒီလေးက link မှာဖြစ်ပါတယ်သူတို့က link မှာဖြစ်ပေမဲ့လို့ကျွန်တော်တို့က link ရောက်တယ်မဟုတ်ဘူးအသုံးပြုသူ user ဒီကျွန်တော်တို့ကဘာလို့မှလဲဆိုသူကဒီမီလုံးလေးကို link ဖို့တဲ့ဒီ cloud လေးကိုဖွင့်လိုက်တာနဲ့မီလုံးလေး link မယ်မီလုံးလေးကိုအသုံးပြုပြီးကျွန်တော်တို့ကဒါဆိုရင်ဒီ cloud ကိုပိတ်မယ်ဖွင့်မယ်လင်းမယ်ဒီလိုအချိန်လေးမှာကျွန်တော်တို့က anti ကင်းအောင်တော့ pattern တက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့လို pattern တက်ဆင်ပေးဖို့ဆိုရင်ဒါဘလို့ pattern တက်ဆင်လဲဒါလေးကကျွန်တော်တို့အဓိကအရေးကြီးပါဘာကြောင့်လဲဆိုရင် high single phase လုတ်ကလေးဒီ line ရဲ့ neutral ပေးဘယ်လိုဝက်ပေးပြီးသူ့အနေနဲ့ line ရဲ့ neutral စုံရက်ရလို့ရောက်ပြီးဆိုတာနဲ့စုံလာတဲ့သူဘာလို့မှာဆိုမီလေးလင်းမှာဖြစ်ပါတယ်သူ့ရဲ့လောက်ကအဲ့လိုလင်းမှာလို့ကျွန်တော်တို့ကဒါဆိုလင်းနိုင်မယ်လို့ကျွန်တော်တို့ကလင်းရုံတောင်းကြီးမဟုတ်ဘူးအဲ့ဒီကင်းကင်းနဲ့အသုံးပြု user ကိုကျွန်တော်တို့ကမလုပ်ပြရမယ်ဆိုရင်pattern တက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုတက်ဆင်မလဲဒါလေးကကျွန်တော်တို့ဒီပိုင်းလေးဖြစ်လာပါမယ်နော်အဲ့တော့တက်ဆင်မယ်ဘယ်လိုတက်ဆင်လဲဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ချက်ကလေးကြည့်ကြရအောင်ကျွန်တော်တို့ဒီ height မြင့်ရှိရလို့ခေါ်တဲ့ line ကျိုးကိုကျွန်တော်ကဘယ်မှာတက်ဆင်ပြရမလဲခလုတ်ရဲ့မှာတက်ဆင်ပြရမှာလို့ပါအဲ့တော့ 1 body DB မှာရှိရဲ့ 1 body ကနေကျွန်တော်တို့က height ခလုတ်1 line 1 whistle လို့ခေါ်တဲ့ခလုတ်ဒီခလုတ်မှာလည်းကျွန်တော်တို့ကဘာလို့ termination ဝင်ပေးရမယ်slowly ဟိုနှစ်ပေါက်ပေါက်ဒီနှစ်ပေါက်မှာကျွန်တော်တို့ကL1 လို့ရေးထားရှိရဲ့ L1 လို့လည်းရေးထားရှိရဲ့ဒါမှမဟုတ်တော့မဟုတ် L1 လို့ရေးထားလည်းရှိရဲ့အဲ့တော့ဒီနှစ်ခုရေးထားတဲ့ဘလို့ပဲဖြစ်ဖြစ်ရေးထားတဲ့အမှတ်အသားလေးပါမယ်ပေါင်တဲ့အမှတ်အသားကို height DB အတွင်းမှာရှိရဲ့1 volt breaker ကနေထွက်လာတဲ့ line ကျိုးကိုခင်ဗျဒီ line ကျိုးနော် breaker နဲ့ထွက်လာပါပြီကျွန်တော်တို့က line ကျိုးပါဒီ line ကျိုးအနီအောင်ဒီကျွန်တော်တို့ကဒီမှာ N လို့ခေါ်ရတယ် N ဒီ line ကျိုးကို line ဝါကျိုးကိုပူစားပြီးပါတယ်အဲ့တော့ဒီ line ဝါကျိုးဒီကမီးပေးထားတဲ့အချိန်မှာဆိုရင်မီးရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မို့မီးရှိနေတဲ့ဒီ line ကျိုးကိုပဲကျွန်တော်တို့ကခလုတ်မှာတက်ဆင်ပေးရမှာဖြစ်ပါတယ်ဘာကြောင့်တက်ဆင်ပေးရမလဲဆိုရင်ကျွန်တော်တို့ကအန်တယ်ကင်းဖို့လိုချင်တဲ့မီဒီယာဒီနေတဲ့အချိန်မှာခလုတ်ကလေးဖွင့်မယ်ပိတ်ချင်တဲ့အချိန်မှာခလုတ်ကလေးကိုပိတ်မယ်ဆိုတော့အဲ့လိုအပိတ်အဖွင့်လုပ်တဲ့အခါမှာအန်တယ်ကင်းနဲ့အသုံးပြုသူ user ကဟိုက်မီဒီလုတ်ကလေးကိုအသုံးပြုနေအောင်ကျွန်တော်တို့တက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့လိုတက်ဆင်ပေးတဲ့အခါမှာဒီမီအတွင်းမှာရှိတဲ့1 volt breaker ကနေကျွန်တော်တို့က line ကျိုးထွက်လာမယ်အဲ့ line ကျိုးကိုဘယ်လိုဝင်ပြမလဲဆိုခလုတ်ရဲ့ N တို့မဟုတ်ကွန်ဆိုရဲ့အမှတ်ကိုဝင်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ခလုတ်ကိုကျွန်တော်တို့က line ကျိုးဝင်ပေးပြီးရင်ဘယ်လိုလုပ်ရမလဲ line ကျိုးဝင်ပေးပြီးခလုတ်ရဲ့သဘာဝကသူကအဝင်ထွက်ပါမယ်အဝင်ထွက်ဆိုတာကဘာလဲဆိုရင် line ကျိုးဝင်မယ်ဝင်ပြီး line ကျိုးထွက်မယ်အဲ့တော့ဒီခလုတ်ရဲ့သူ့ရဲ့တောင်းနေတာသူဒီဖြတ်တောက်ထားတဲ့ကွန်းတောက်ပွားနှစ်ခုကိုသူကထိမယ်ကတ်မယ်ခွာမယ်သူက
အဲ့လိုလေးဆိုတော့ထိကက်နှစ်ခုကတလဲဒီလုပ်ပြီးမှာကတ်လိုက်ရင်မိသီးလေးနဲ့ခွာလိုက်ရင်မိသီးပိတ်မယ်ဒီသူ့ရဲ့တောင်းနဲ့ဒီလောက်တော့လုပ်လို့ကြဒီကောင်းတော့စကစ်ရဲ့ဒီ line 2ကိုကအပိတ်အဖွင့်ဖြစ်တယ်ဆိုတော့ထိပြီးမယ်ခွာပြီးမယ်ထိပြီးမယ်ခွာပြီးမယ်ထိပြီးမယ်ဒီလောက်ပဲလုပ်ပြီးမှာလုပ်ပြီးမှဆိုဒီလောက်ကိုလုပ်ပြီးဖို့အတွက်ကသူ့ရဲ့ connection ရဒီ line 2ကိုပဲကျွန်တော်တို့ကဒီ line 2ဆိုတာကဒီလိုပုံစံလေးဖြစ်သွားတယ်တကြိုးလေးကိုကျွန်တော်တို့ကခလုတ်ကိုဖြတ်ပြီးတော့ဒီနားလေးမှာခလုတ်ကလေးထည့်လိုက်တာဒီသဘောပါပဲဒါကြောင့်မို့ကျွန်တော်တို့ကတွေ့ပြီးရတဲ့အခါမှာအန်ဒီကင်းအလုံးလို့ဖို့အတွက်ကိုကျွန်တော်တို့ကအသုံးပြုဖို့အတွက်ဆိုရင်ဟဲ့ line ကျိုးမှန်သမျှဒီဘယ်မှာပဲတက်ဆင်ပေးရမလဲဆိုတာဒီခလုတ်မှာဖြတ်ပြီးတက်ဒါကြောင့်မို့ကျွန်တော်တို့ကဟဲ့အန်ဒီကင်းစနစ်တကျ standard နဲ့အညီဆင်ပြီးမယ်ဆိုရင် line ကျိုးမှန်သမျှဒီခလုတ်မှာပဲဖြတ်နော်ခလုတ်မှာပဲဖြတ်ပြရမယ်ခလုတ်မှန်သမျှဒီလည်း line ကျိုးမှာပဲတက်ပြရအောင်အဲ့တော့ဒါဆိုရင်ဘယ်လိုဆင်မလဲဆက်သွားကြည့်အောင်နော်အဲ့တော့ single page DB မှာရှိရဲ့1 volt ကနေထွက်လာတဲ့ line 2ဒီဟဲ့ခလုတ်1118ဆွေရဲ့ခလုတ်မုံကိုရဲ့အမှတ်မှာဝင်ပြီးကျွန်တော်တစားထွက်လာတဲ့အစဒီဘယ်လိုသွားမလဲဆိုလို့စီကိုသွားဒီနာမှာလို့ဆိုတာဒီကျွန်တော်မီဒီကိုအသုံးပြုတာတဲ့ခလုတ်ကထွက်လာတဲ့ကျိုးဒီမီဒီစီကိုသွားမီဒီကိုဘယ်မှာသွားမလဲမီဒီမှာလည်းကျွန်တော်တို့ကဝင်ပေးရမယ် termination ဝင်ပေးရမယ်အမှတ်ကလေး2မှတ်ပါပါတယ်အဲ့2မှတ်ကတစ်ခုက N တစ်ခုက N N ဆိုတာက line ကျိုး N ဆိုတာက neutral ကျိုး line နဲ့ neutral ဝင်ပေးရမှာဒီတော့ကျွန်တော်ကခလုတ်ကထွက်လာတဲ့ကျိုးဒီဘယ်ကိုဝင်ရောက်လဲ line ကျိုးဘယ် line ကျိုးလဲလို့နော်ဘယ်လို့လဲဆို single page လို့ရဲ့ line နေရာမှာဝင်ပေးရအောင်ဒီနောက်မှာ single page လို့ကိုကျွန်တော် MIDI ကိုသုံးထားရဖြစ်တဲ့အတွက် MIDI ကိုဝင်ပေးရအောင်အဲ့တော့ဒီကနေခလုတ်ကနေထွက်လာတဲ့ကျိုးလေးဒီဘယ်ကိုသွားလဲဆိုကျွန်တော်က MIDI ရဲ့ line ကျိုးမှာသွားတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ1 volt ကနေခလုတ်ကနေ MIDI နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီက line ကျိုးရောက်ဟဲ့ single page လို့ဖြစ်တဲ့ MIDI လေးဒီနော်ကျွန်တော်တို့က line နဲ့ neutral စုံမဖြစ်တာနဲ့လင်းမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒီမှာ line ကျိုးရောက်ပြီဘာလို့လဲ neutral ကျိုးလို့ပါတယ်နော် neutral ကျိုးကိုကျွန်တော်တို့ကဘယ်ရယူရမလဲဆိုရင်ဟဲ့ဒီမီမှာရှိရဲ့ neutral bar ကနေ neutral bar ကနေဘယ်လိုယူလဲဆို MIDI ရဲ့လို့ရဲ့ဘယ်လိုဆို neutral အမှတ်ကို direct return ဖြစ်တော့အဲ့ဆိုရင်ဒါဆိုရင်ဒီ MIDI လေးက line လေးရောက်ပြီ neutral လေးရောက်ပြီဆိုရင်လင်းမှာဖြစ်ပါတယ်အဲ့တော့လင်းရဲ့ MIDI ကိုပိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ clock လေးကိုဒါလေး contact point လေးကိုဟတာဖို့ပဲဆိုကျွန်တော်တို့အပြင်မှာတော့ MIDI ကို clock ပိတ်တယ်လို့ဒီစပြီးပြောရတယ်နော်အဲ့တော့ clock ပိတ်တယ်ဆိုတော့ဖွင့်တယ်ဆိုရင် MIDI လင်းမယ်ဒါအရက်အခေါ်ပေါ့နော် clock လေးကိုကျွန်တော်တို့ဖွင့်တယ်ဆိုရင် MIDI ကပိတ်သွားရင်အရောင်လေးကမလင်းတော့ဘာကြောင့်လဲဆိုရင်အဲ့ single page လောက်ကဒီ line နဲ့ neutral စုံတာနဲ့လင်းမယ် line နဲ့ neutral မစုံတာနဲ့မလင်းဘူးဆိုတော့စုံရင်မစုံရင်ကျွန်တော်တို့ကအဲ့ single page လောက်ကလေးကိုဘာပေးတာဆို neutral ကိုတိုက်ရိုက် neutral bar နဲ့ပေးထားတယ်နော်ဒီမှာ neutral bar နေဒီမှာကျွန်တော် single page ရဲ့ neutral ကျိုးလေးလာတာဒီကိုတိုက်ရိုက်ပေးထားတယ်ဒါဆိုရင် neutral ကအစင်နဲ့စောင့်နေပြီးတော့ဟဲ့ line ကျိုးလေးကဘယ်ကိုရောက်နေဆိုဒီကနေ MIDI ကနေကြည့်ပြီးတော့ဟောခလုတ်ရဲ့တစားမှာရောက်အဲ့ဒီတစားမှာရောက်နေဥစ္စာကိုဒီဘက်က line ကျိုးလေးကလည်းဒီဘက်ကနေ1 volt ကနေဘယ်ကိုရောက်နေလဲကျွန်တော်တို့ရဲ့ခလုတ်ရဲ့ဒီဘက်တစ်ချမ်းကိုရောက်နေဒီအချိန်မှာဒီတစ်ချမ်းလေးဒီခလုတ်လေးဒီကျွန်တော်တို့ဖြစ်နေဘယ်နာလေးမှာဒီမှာဟာနေချိန်မှာမီမလင်းဘူးဘာကြောင့်မလင်းလဲဆိုရင်ကျွန်တော်တို့ကဟဲ့ line ကျိုးနဲ့ neutral ကျိုးဒီကျွန်တော်တို့ကမစုံသေးဘူးဘယ်နေရာမှာမစုံလဲဆိုတော့MIDIမှာစုံနေမစုံတာကဒီရဲ့ခလုတ်ရဲ့တစ်ချမ်းမှာမစုံတာနော်အဲ့တော့မစုံလို့မျိုးလေးတာစုံသေးချင်းစုံပြီးနေလိမ့်မယ်ဆိုတော့ကျွန်တော်ခလုတ်ကလေးဘာလို့မှလဲဆိုအပြင်ကနေဆိုရင်တော့ဖွင့်နေလို့ပြောကျွန်တော်လက်စင်မှာတော့ပုံနေနော်အဲ့ဒါကိုဒေတာလို့ဆို1ဟောနော်ပုံပုံ1အဲ့ဒီအချိန်ဒီမှာဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင်ဒီ contact point တွေထိသွားဒီလိုထိသွားပြီးတော့ဒီမှာရှိရဲ့လက်စစ်ကဒီဘက်ကိုကူးသွားရင်လက်စစ်ကဒီလိုတစ်ပတ်ပြေးသွားဒီကနေဒီကိုသွားမယ်ဒီကောင်ကနေ N ရောက် N ကနေဒီကနေဝင်သွားပြီးတော့ဒီကနေဒီကို circuit တစ်ပတ်ပြေးအဲ့ဆိုကိုကြီး circuit တစ်ပတ်ပြေးရတယ်ဒီ MIDI လေးဒီကျွန်တော်တို့ကလင်းသွားဒါဒီကျွန်တော်တို့ကဟဲ့ lighting circuit တွေမှာအလုံးလုံးတဲ့မျက်စစ်ပန်းလိုက်အလုံးလုံးဆောင်ပြဖြစ်ပြီးတော့အမှန်တကယ်အပြင်မှာတွေ့တန်းတက်ဆင်ပေးရမှာဆိုရင်ဒီနည်းလေးတိုင်းနဲ့တွေ့တန်းတက်ဆင်ပေးရမှာအဲ့တော့ကျွန်တော်တို့အခုတွေ့တန်းတက်ဆင်ပေးရဲ့နီလန်လေးတွေကျွန်တော်တို့ကဘာပြောလဲဆို high single page MIDI လောက်ကလေးရဲ့ကျွန်တော်တို့ operation လို့ခေါ်တဲ့အလုံးလုံးတဲ့ပုံစံလေးပဲဖြစ်ပါသေးတယ်ဒါပေမဲ့သူကဘာမပါသေးဘူးလဲဆို production အတွက်ကျွန်တော်တို့မပါသေးဘူးဘယ်လို production အတွက်လဲဆိုကျွန်တော်က high အတင်ကျိုးလေးဒီမှာကျွန်တော်ထည့်ထားတာကိုတွေ့ပါလိမ့်မယ်ဒီအတင်ကျိုးလေးဒီဟဲ့ circuit balance မှာတခုခု short တော့လည်းကောင်း over load တော့လည်းကောင်းဖြစ်မယ်ဆိုရင်သူကနေ
အဖော်အနေနဲ့ဖြုတ်ချပြီးတော့ပေးအောင်ဖြစ်မှာဘယ်လိုအချိန်တော့ဖြစ်မှာလဲဆိုဒီညာလေးမှာကျွန်တော်တို့ကသုံးတဲ့နည်းလေးရဲ့သုံးတဲ့မျက်စိပစ္စည်းရဲ့အမျိုးအစားလေးပုံမှာလည်းမူတည်ပါလိမ့်မယ်နော်ဘာလို့မူတည်လဲဆိုရင်တစ်ချက်ကြည့်ပြအောင်နော်အဲ့တော့ကျွန်တော်တို့ကဒီလေးစစ်ကိုတည်တတ်တက်စင်သုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီလေးစစ်ရဲ့အသုံးဆောင်ပစ္စည်းရဲ့ body နော် body လို့လည်းခေါ်မယ်နော်အဲ့တော့ frame နော် frame လို့လည်းခေါ်မယ် body လို့လည်းခေါ်မယ်အဲ့ကောင်ဒီကျွန်တော်ဘာဖြစ်နေရဲ့အချိန်မှာလဲဆိုရင် material နော် material နော် material လို့လည်းခေါ်မယ် material လို့လည်းခေါ်မယ်နော်တတ်တူတော့တတ်တူနဲ့ဆိုင်နဲ့ကိုယ်ရဲ့ body ဖြစ်မယ်ဆိုရင်တော့အဲ့ဒီကိုယ်ရဲ့ body မှာကျွန်တော်ဘာထုတ်အပ်ချပေးရဒီ app ကိုဘယ်ရယူရမလဲဆိုရင်ကျွန်တော်တို့က DB ဘာမှရှိရဲ့ DB ရဲ့ app ဘာမှရှိရဲ့ app ဘာကနေလူတွေကိုဘယ်ဟိုတော့တွေ့ပြရမလဲဆိုတော့အဲ့အသုံးပြုရဲ့လို့နော်ဒီဆိုမီဒီလေးဖြစ်ချင်းဖြစ်နိုင်တယ်မိချောင်းလည်းဖြစ်နိုင်တယ်ရေခဲတတာလည်းဖြစ်နိုင်တယ်အဲ့လိုအသုံးပြုရဲ့ PC ရဲ့တတ်ထုကိုယ်တွေမှာကျွန်တော်တို့ app တက်ဆင်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့် app တက်ဆင်ပေးရလဲဆိုရင်ကျွန်တော်က production ဒီကောင်ကအတွက်ပါဘယ် production လဲဆိုတော့ကျွန်တော်လက်ရှိ PC ရဲ့လောင်ကျွမ်းပစ္စည်းမှုတွေတော့လူရဲ့ဓာတ်လိုက်တဲ့အခါမှာကာကွယ်မှုပေးရပါဓာတ်မလောက်အောင်ကာကွယ်ပေးတဲ့အခြေအနေမှာသူက app သိမ်းဘာနဲ့ကျွန်တော်တို့က app နဲ့အလုပ်လုပ်ပါတယ်နော်ဒီ app ကတော့ဘယ်လာလဲဆိုရင်ကျွန်တော်တို့ကမိမိရဲ့ခြံဝင်းအတွင်းမှာရှိရဲ့အိမ်ရဲ့ဘေးနော်ခြံဝင်းထဲမှာအတန်တိတန်ကျွန်တော်တို့ကရက်ရပါတယ်နော်ဒီ app ကနေ app ကနေမှကျွန်တော်တို့ကအသုံးပြုရဲ့ဒီလောက်ကတော့ဗာလဲဆို single page လုပ်ရဲ့ဒီမှာဆို single page မို့လို့ဖြစ်တဲ့အတွက် single page လုပ်ရဲ့ body သို့မဟုတ် frame เนาะအဲ့ကိုကျွန်တော်တို့ကအချပဲအဲ့ body frame ကလည်းကျွန်တော်တို့က metal လို့ခေါ်တဲ့တတ်ထူမှသာလေအချပေးရအောင်ဒီလိုတတ်ထူမဟုတ်ဘဲနဲ့ PVC လို့เนาะ plastic လို့ဆိုရင်တော့အချပြမလိုပါဘူးเนาะဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီကတွေ့တဲ့တက်စင်တာလေးဒီကျွန်တော်တို့က lighting circuit balance လေးကိုတွေ့တဲ့တက်စင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ကျွန်တော်တို့ဆိုတော့single phase system ရဲ့lighting circuit balance ကိုဆင်ပြပေးပြီးတဲ့အခါမှာကျွန်တော်တို့ခု 73 MB က access လို့ခေါ်တဲ့ switch socket outlet เนาะအဲ့ဒါကိုသူစမ်းတက်စင်ပြီးကိုကျွန်တော်တစ်ချက်တော့တင်ပြပေးအဲ့တော့ကျွန်တော်တို့က switch socket outlet လို့ခေါ်တဲ့ access တွေကိုသူစမ်းတက်စင်တဲ့အခါမှာစနစ်တကျနေနဲ့ဘယ်လိုသူစမ်းတက်စင်မလဲလို့ကျွန်တော်တို့ကသိရှိဖို့ရည်ကြီးပါတယ်အဲ့ဒါဘယ်လိုတက်စင်မလဲဆိုရင်ကျွန်တော်တို့ကအဲ့ switch socket outlet လို့ခေါ်တဲ့ဒီမှာလုံးနေတဲ့ဒီ switch socket outlet တွေကဘယ်လိုကတိစောက်ထားလဲဒါလေးကိုကျွန်တော်ပြီးဖို့လိုပါတယ်အဲ့တော့ switch socket outlet ကြီးဒီကျွန်တော်တို့ကသူ့ကိုရှေ့ကနေကြည့်နေဆိုရင်အပေါက်ကလေးကဒီရှေ့မှာတစ်ပေါက်ဒီမှာတစ်ပေါက်ဒါမျိုးလေးပါမယ်ဘေးမှာခလုတ်ကလေးပါနော်တခါဒီမှာဒီဘက်မှာ indicator line လေးပါဒါမျိုးလေးကျွန်တော်တို့တိစောက်ထားအောင်ပြလိမ့်မယ်အဲ့လိုဒါကရှေ့ရနေကျွန်တော်တို့ကြည့်တာတကယ်လို့ကျွန်တော်တို့ကဒီကောင်လေးကိုနောက်ကျောပင်လေးကိုပလက်လမ်းပြီးတော့ကြည့်ရအောင်နောက်ကနေကြည့်ရဆိုရင်ဒီကောင်လေးကဝင်ရမယ့်အပေါက်ကလေးကအာမင်းရှင်းရမယ့်အပေါက်ကြီးဒါမျိုးလေးရှိနေတာဝိုင်းလေးဖြစ်ချင်းဖြစ်နေ၄တောင်လေးဖြစ်ချင်းဖြစ်နေဒါမှမဟုတ်ကျွန်တော်တို့ကလည်းအမှန်တရားတစ်ခုနေလို့ရဖြစ်ပါတယ်အဲ့တော့ဒီမှာပြင်မယ်ဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့ကလာတဲ့လူကဒီဇိုင်းပေါ့နော်စိတ်ရုံနဲ့ဒီဇိုင်းကတော့ပွာတက်ဘယ်လိုပွာတက်လဲဆိုခလုတ်ကလေးပါတယ်ဆိုရင်ကျွန်တော်တို့ကဒီနားလေးမှာထပ်ပြီးတော့ဒီဘောက်ကလေးပါတယ်နော်ဒီမှာဒီဘောဒီမှာဒီဘောဒီမှာဒီဘောအဲဆိုစလောဘောက်ကလေးဒီကျွန်တော်ကအားလုံးပေါင်းနောက်မှာ၅ဘောက်ဖြစ်နေတွေ့တယ်အဲ၅ဘောက်ကအဲ့ဒီနှစ်ဘောက်ဒီရှေ့ကခလုတ်တွေဖြစ်ပြီးတော့ဒီဘက်က၃ဘောက်ဒီကဆော့တဲ့ထိုးအောင်ကျွန်တော်တို့အပြင်မှာဆိုရင်ဒါ plug box လို့ပြောတာ plug box ထိုးရတယ်ဘောက်ကလေးဖြစ်နော်အဲ့တော့ဒီ slot လေးမှာရေးထားတာဒီအခုနောက်ပိုင်းကတော့ကျွန်တော်တို့လာတဲ့ software တိုက်တွေကဒီကောင်ခလုတ်ကိုကျွန်တော်တို့ကတွေ့တဲ့တက်ဆင်ပေးတာမလို့ပဲနဲ့ဒါလိုက်ဒီကိုဒီပုံစံနဲ့တွေ့တဲ့တက်ဆင်ပေးရတာကိုကျွန်တော်ဒါများတယ်အဲ့ဒါကိုကျွန်တော်တို့က auto လို့ကျွန်တော်တို့မီရောကနေခေါ်လိုက်တာဒီကေကသူကခလုတ်ကလေးကိုပါပြီးဝင်ရမယ်ဆိုရင်အဲ့ဒါကို menu ပဲလို့ကျွန်တော်တို့အသုံးလိုက်ပါတယ် menu ဆိုတာဘာလို့လဲဆိုရင်ဒီခလုတ်ကနေထွက်လာအောင်ဒီဘက်ကိုဒူပြီးစိုးပြရတယ်အတွက်ကြောင့်အဲ့တော့ဒါဆိုရင်နှစ်မျိုးတွေ့တဲ့တက်ဆင်တဲ့ပုံစံလေးကိုပြောပြပေးပါအဲ့တော့ဒီခုပုံစံလေးတွေကျွန်တော်တို့ခေါ်နေတဲ့ menu ပဲပေါ့နော်အဲ့တော့ menu ဆိုတာဘာကြောင့်လဲဆိုရင်ဒီမှာစင်ပုံလေးကိုကြည့်လိုက်တာနဲ့ပွဲပြသွားအောင်အဲ့တော့ဒီမှာကနောက်ပုံစံကြီးကြည့်လိုက်တဲ့အခါမှာအဲ့ခလုတ်လေးကိုတွေ့တဲ့တက်ဆင်ပေးရမယ်ဒီ socket တိုက်ပုံစံဆိုရင်တော့တွေ့တဲ့တက်ဆင်ပေးရမယ်အဲ့ line ချိုး
အများအားလိုင်းကျိုးဒီဘယ်ကနေပဲလာပါလဲဆိုရင် DB ရဲ့ဝမ်မိုးဘေကနေပဲလာအဲ့တော့ကျွန်တော်လိုင်းကျိုးလို့ပြောရတယ်ကျွန်တော်တို့တက်ဆင်ပေးမယ်မစောလာတယောက်အနေနဲ့တိထားမှာဒီကျွန်တော်လိုင်းကျိုးမှန်ရတယ်ဘယ်ပဲလာပါလဲဆိုရင်အဲ့ DB ဘောင်းမှာရှိတဲ့ဝမ်မိုးဘေကနေပဲလာနျူထရယ်ကျိုးလို့ပြောရမယ်ကျွန်တော်တို့ဒီ single bit DB မှာရှိရဲ့နျူထရယ်ဘာနေလဲလာအဲ့ကွာကျိုးလို့ပြောရတယ်ဆိုတာနဲ့ကျွန်တော်တို့ဒီဟဲ့ DB မှာရှိရဲ့ app ဘာတွေပဲလာမှာဖြစ်ပါတယ်အဲ့တော့ line ကျုံမှန်တရားဒီဘယ်လိုထွက်မှာလဲဆိုရင် breaker ကနေပဲထွက်မှာ breaker တော့ကျွန်တော်တို့က single fit ကိုသုံးတယ်ဆိုရင် one book breaker ကနေပဲထွက်မှာဖြစ်ပါတယ်အဲ့တော့ one book breaker နေယူမယ်ဆိုတာဒါဆိုဘယ်လိုဆင်လဲဒါနဲ့ကျွန်တော်တို့ဆက်ပြီးကြည့်ကြည့်အောင်နော်အဲ့တော့ DB အတွင်းမှာရှိရဲ့ one book breaker နေထွက်လာတဲ့ line ကျိုးကိုဘယ်လိုသွားမလဲဆိုရင်ဟိုင်းကကျွန်တော်တို့ကဒီကောင်ကကျွန်တော်တို့ခလုတ်ပါပြီးတော့ခလုတ်ကိုကျွန်တော်တို့ main ပဲပုံမှန်လို့နဲ့ဆင်ထားပြတယ်။ပြပြီးတော့ဒါဆိုရင်ဘယ်လိုဆင်လဲဆိုရင်ဒီဘီအတွင်းမှာရှိတဲ့ဝမ်မုတ်ပေကနေထွက်လာတဲ့ line ချိုးအဲ့ line ချိုးကဘယ်လိုသွားမလဲဆိုဒီဟာဒီခလုတ်ကလေးအဲ့ခလုတ်ကလေးရဲ့ကျွန်တော်တို့ကဒီမှာခလုတ်မှာ N1 ဒါမျိုးလေးလည်းလာတတ်တယ်။ဒါမှမဟုတ်ရင်ကျွန်တော်တို့ကကွန် N လို့လေးလာတယ်။အဲ့တော့ကွန်လာရင်ကွန်မှာ line လို့ပြီးမယ်A line A မှာ line ကိုပြီးအဲ့တော့ကျွန်တော်တို့ကဒီဘက်မှာဟို A လို့ပဲအမှန်တိုင်းယူလိုက်ပါနော် A မှာ line ဆိုဒါဆိုရင်ကျွန်တော်တို့ကဟဲ့မောင်းဖို့တွေကနေလာတဲ့ line ကိုဒီလိုကြောက်ဝင်ဆိုရင် A အမှန်မှာဝင်ပေးရအောင်ဒါဆိုရင် A အမှန်ကနေဒီလိုထွက်ပြရအောင်သူကမောင်းတယ်လေးဒီဘက်မှာဘယ်လိုရှိနေလဲဆိုဒီပုံစံလေးအတွင်းထဲမှာရှိတယ်ဒါတိစောက်ထားတဲ့ပုံစံကိုကျွန်တော်မြင်အောင်ပြတာကအပြင်မှာဒီလိုပုံစံမျိုးလေးပါမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီနောက်ကိုစုပ်ကပ်ပေါက်ကိုလှမ်းပြီးကြည့်ရတဲ့အခါမှာနောက်ကိုကြည့်တာပေါက်ကလေးတွေ၅ပေါက်ဖြစ်တယ်၅ပေါက်မှာ၂ပေါက်ဒီခလုတ်ဖြစ်တယ်၃ပေါက်ဒီစုပ်ကပ်ဖြစ်တယ်အဲ့တော့ဒီစုပ်ကပ်ကိုဒီခလုတ်လေးကတော့ပြန်ပြီးတော့အထိတ်ဝင်လုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ကဒီစုပ်ကပ်ကိုသုံးမယ်ဆိုဒီခလုတ်လေးကပဲပြန်ပြီးတော့ control အပိတ်နဲ့လုပ်ပေးမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကခလုတ်ကိုဖြတ်ပြီးတော့ဒီစုပ်ကပ်ကိုပို့ပေးရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝင်ပြရမှာဒီဘီကနေလာတဲ့ line တို့ကဘယ်လိုမှလဲခလုတ်ရဲ့A မှာဝင်နေ A ကနေကျွန်တော်ထွက်တယ်ဆိုတော့ဒီလိုထွက် line 1အဲ့ A1 ကနေဘယ်လိုသွားမလဲဒီမှာစုပ်ကပ်မှာက A နဲ့ N နဲ့အပ်တယ်ဆိုပြီးတော့ဒီလိုလေးပါပါတယ်ဆိုတော့ A ဆိုတာက line ကျိုးဝင်ရမယ်နေရာ A ဆိုတာကခွဲဝင်ပြရမယ်နေရာဒီပုံစံလေးတွေကျွန်တော်တို့ကအပ်ကျိုးဝင်ပြရမယ်နေရာလို့ပြောပါမယ်တတ်မှတ်ပြီးတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ခလုတ်ကထွက်လာတဲ့ကျိုးဒီပုံမှန်အားဖြင့်ကျွန်တော်တို့က line ကျိုးမှန်သမျှခလုတ်မှာဖြတ်ခလုတ်မှန်သမျှ line ကျိုးမှာတက်ထွက်လာတဲ့ line ကျိုးဒီခလုတ်ကောင်ထွက်လာတဲ့ကောင်ဘယ်လိုသွားဆိုလို့စီလို့သွားလို့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကကွန်ပိုင်းတွဲကြလို့သူ့ကိုခွဲပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ခလုတ်ရဲ့စုပ်ကတ်တယ်လို့အဲ့လိုရှိရအဲ့စုပ်ကတ်ဒီနေရာမှာကျွန်တော်တို့လုတ်ဖြစ်သွားနော်လုတ်ဖြစ်သွားတယ်အဲ့တော့ဒီမှာ line ကျိုးဒီခလုတ်ကိုဝင်နေခလုတ်ကထွက်လာတဲ့ကောင်ဘယ်လိုသွားလဲဆိုရင်လုတ်စီလို့သွားဒီနေရာမှာစုပ်ကတ်ကလုတ်ဖြစ်သွားတယ်လုတ်ရဲ့အဲ့လိုသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ single phase မှာဒီ light တွေမှာ single phase light တွေမှာကျွန်တော်တွေ့သွားပြီအဲ့ဒီစုပ်ကတ်နေရာမှာမီဒီလေးကိုမျက်စိရဲ့မြင်ကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီစုပ်ကတ်စင်တာနဲ့မီဒီစင်တာအတူတူပါပဲအဲ့တော့မီဒီကလင်းအောင်လုပ်တဲ့စုပ်ကတ်ကတော့ကျွန်တော်တစ်စက်နဲ့ပြီးတော့ဘိုးတွေကိုယူပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကခလုတ်ကထွက်လာတဲ့ပုံကိုသွားဆိုတော့ N ကိုသွားမယ် N ဆိုတာဒီလိုလေဆိုစုပ်ကတ်ရဲ့ N အဲ့တော့စုပ်ကတ်ရဲ့ N ဖြစ်တဲ့ဆိုကျွန်တော်ကဘာလို့ဒီနေရာမှာဒီလိုလေးတွဲပြီးရတာဖြစ်ပါတယ်ဒီဟာလေးကိုကျွန်တော်တို့ကလုပ်ငန်းပုံမှာတော့လူပင်ကူးတယ်လို့ခေါ်တာဖြစ်ပါအဲ့တော့လူပင်ကျွန်တော်တို့ကကူးပြရဘယ်လိုကူးပြရလဲဆိုရင်ခလုတ်ကနေထွက်လာတဲ့ကျိုးကိုထွက်လာတဲ့ကျိုးဆိုတာကခလုတ်ကနေဘာထွက်မှာလဲဘိုးကထွက်လာတဲ့ဘိုးကိုဘယ်လိုတွဲပြရမလဲဆိုကျွန်တော်ကအသက်ကိုရောက်အောင်တွဲပြရမှာဖြစ်ပါတယ်အဲ့လိုတွဲပြရမှာဖြစ်တဲ့အတွက်တွဲပြဖို့ဆိုရင်ကျွန်တော်ကဂျာကန်ပစ္စည်းကဝါယာကျိုးလို့တာပေါ့အဲ့ဝါယာကျိုးကိုကျွန်တော်ကတန်းတက်ဆင်ပေးရမှာလို့ဆိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဝါယာကျိုးတစ်ချောင်းကိုယူပြီးတော့ N ကနေဒီလိုတွဲမှာဆိုတော့ N1 ကနေ N ဒီ N ဒီ socket ရဲ့ N ကိုတန်းပြရအဲ့တော့ဒီ socket ဒီဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့က line ရောက်သွားအဲ့တော့လူပဲကိုဘာလုပ်မလဲဆိုရင်လူပဲမှန်တယ်ကျွန်တော်ဘယ်ဟာယူရမလဲလို့ပြောဆိုရင်လူပဲဘာနေလဲဒီဘဝမှာဖြစ်ပါဒီမှာဖြစ်ပါအဲ့တော့လူပဲဘာနေကျွန်တော်တို့ဘာလုပ်လာလဲဆိုရင်ဒီပဲလူလာဘယ်ရောက်လဲလူပဲ N ရောက်အဲ့တော့ဒီ N ဒီလူပဲဘာနေတိုင်းရိုက်ယူရမှာဖြစ်ပါအဲ့တော့ဘယ်ရလာလဲလူပဲဘာကလာပေါ့နော်လူပဲဘာကလာဒါမှမဟုတ်လူပဲဘာကယူပြီးတော့တန်းတက်ဆင်ရဖြစ်ပါအဲ့တော့ဒါဆိုရင် line ရဲ့လူပဲဖြစ်ပြီline ရဲ့လူပဲဖြစ်ပြီးတော့ကျွန်တော်တို့ကအိမ်မှာတန်းတက်ဆင်ပြီးသုံးတဲ့အခါမှာစုပ်တဲ့ပေါက်တွေကနေကျွန်တော်တို့မိကူလေး
UV တိုက်တယ်မိမှု UV တိုက်တယ်ဆိုကျွန်တော်ကဘာလဲဆိုရင်မိမှုမှာပါတဲ့2 pin black ကြီးနဲ့ UV တိုက်တာဖြစ်ပါအဲ့တော့2 pin black နဲ့ဆိုဒီမှာကျွန်တော်တို့ကအဲ့73 MB ကစော့ပြတ်တယ်ကျွန်တော်တို့က2 pin ထိုးပြီးတော့သုံးလိုက်တဲ့အခါမှာ line နဲ့ neutral ရောက်တယ်အဲ့ဒီကနေ UV သုံးတဲ့မိမှုမိမှုလေးကကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ပူကောင်းအောင်ဖြစ်ပါတယ်ဒီလိုဆိုရင်ဒီလိုကစူးပြီးတော့ကျွန်တော်တို့အနေနဲ့ဒီလိုလေးကစူးပြီးတော့ကျွန်တော်တို့ကောင်းအောင်ဖြစ်ပါတယ်အဲ့တော့ဘာလို့လဲဆိုရင်ဒီကိုရောက်တဲ့ကောင်ဒီ line နဲ့ neutral ဘယ်ကနေယူပြီးတော့သုံးလာလဲဆိုရင်အဲ့စော့ပြတ်ပေါက်ကနေလည်းယူသုံးမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလေးဒီကျွန်တော်တို့ကဒါဒီ single phase လုပ်ဖြစ်တာကို single phase လုပ်ဖြစ်တဲ့အတွက်ဒီမှာဘာလဲဆိုရင် line နဲ့ neutral ရောက်ရင်အလုပ်လုပ်တာအဲ့ line နဲ့ neutral ဘယ်ကနေလဲစော့ပြတ်ကယူတာဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ကစနစ်တကျတက်စင်ပြန်ဖြစ်ပါတယ်အဲ့တော့စနစ်တကျတက်စင်ကဘယ်လိုဆင်လဲခလုတ်ပါတဲ့စော့ကတ်ဒီမှာနောက်ကလူပင်ကူးဖို့ပါတဲ့ဥစ္စာဆိုရင်ဒါလည်းဘာလို့သွားမယ်ဆိုရင်ကျွန်တော်တို့က DB 1 DB single phase DB မှာရှိရဲ့1 volt တွေကနေ line ထွက်လာမယ်ထွက်လာတဲ့ line ဒီစော့ကတ်ရဲ့73 MB ကစော့ကတ်ရဲ့ခလုတ်ကိုဝင်မယ်ခလုတ်ကထွက်လာတဲ့ကျူးဒီစော့ကတ်ရဲ့ line ဆိုတဲ့ area မှာဝင်မယ်ဝင်ပြီးရင်ဒါဆိုရင်ကျွန်တော်က line ရောက်ပြီ line ရောက်သွားဆိုရင်ဘာလို့လဲ single phase လုပ်တာ line နဲ့ neutral လို့ဖြစ်တယ် line ရောက်ရင်ဘာလို့သွားမလဲဆို neutral လုပ်မယ် neutral ကိုရယူမယ်ဆိုရင်ဒီ DB ဘားမှာရှိတဲ့ neutral ဘားကလေ DB ရဲ့ neutral ဘားကလေဘယ်လိုယူလဲဆိုရင်အဲ့စော့ကတ်ရဲ့ end mark ကိုယူမယ်နော်ဒါဆိုရင် line နဲ့ neutral ရရင်ကျွန်တော်တို့က single phase လုပ်တယ်ကို2 pin black ထိုးပြီးတော့ဒီစော့ကတ်ပေါက်ကနေယူသုံးလို့ရပါတယ်နော်ဒါဒီစနစ်ကဆင်ကြီးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အကျိုးဒီအကျိုးဒီဘယ်အတွက်လဲဆိုရင်ကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့ကဒီနေရာမှာ2 pin black မသုံးနေနဲ့2 pin black သုံးရတဲ့ PC ဘယ်လို PC လဲဆိုတော့ဒီမှာတိစောက်ထားတဲ့ passive PC ကကျွန်တော်တို့ကသုံးတဲ့ PC ဒီအဲ့ကိုယ်တွေရနော်ကိုယ်တွေဒီသုံးတဲ့ PC ရဲ့ကိုယ်တွေသုံးဖို့ body ရတတ်ထု PC ဖြစ်တယ်တတ်ထု PC ဆိုတော့ရွှေငွေကြေးဓာတ်နော်ခဲလို့နဲ့တိစောက်ထားတဲ့ body နော် frame တွေအဲ့လို PC ဖြစ်တယ်ဆိုတော့ကျွန်တော်က3 pin black နဲ့ DB သုံးအောင်မှာဖြစ်ပါတယ်အဲ့3 pin black ကဘာကြောင့်ယူသုံးရလဲဆိုတော့ကျွန်တော်တို့ကတကယ်လို့အဲ့အသုံးပြုထားတဲ့ line ကျိုးတွေ neutral ကျိုးတွေနဲ့သုံးရင်းနဲ့ဒီနာမှာဆွေးပြပြီးတော့ပေါက်သွားတယ်ဒီဝါယာကျိုးမှာသုံးထားတဲ့ insulator ကပေါက်ပြီးတော့ leakage ဖြစ်နေဆိုရင်ဒီမှာကျွန်တော်တွေ့တန်းထားတဲ့အကျိုးကနေတစ်စင်းဘယ်လိုသွားမလဲဆိုရင်အဘောကိုပြန်သွားမယ်အဘောကနေမှဒီကြီးကိုသွားမယ်အဲ့နဲ့ line နဲ့ short ဖြစ်ပြီးတော့ပေးတာဖြုတ်ချတယ်ဒါဆိုရင်ကျွန်တော်တို့ကကာကွယ်ပြီးသားဖြစ်သွားတယ်ဒါတော့အသုံးပြု user ဘက်မှာဖြစ်ရဲ့အဲ့ PC တွေကိုကာကွယ်ဖို့လည်း active တွေကိုမဖြစ်ဘူးတက်ဆင်ပေးရတယ်အဲ့တော့ကျွန်တော်တို့ကဒီတက်ဆင်နေဆိုရင်ဒီပုံစံလေးတက်ဆင်ပေးရမှာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ကတက်ဆင်တဲ့ကောင်မျက်စိရဲ့မြင်သာအောင်လို့ကျွန်တော်ကဆွဲပြတာဖြစ်တယ်ကြီးပြဆုံးမှုတော့ရင်းတော့မရှိသေးဘူးဆိုတော့ကျွန်တော်ဆွဲတာနေအဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုဆက်ပြီးတော့ကြည့်ကြည့်အောင်နော်ဒီလိုတက်ဆင်တဲ့အခါမှာဟိုက်73 MB ကစော့ကတ်တွေကိုတက်ဆင်တဲ့အခါမှာအသုံးပြုရမယ် breaker နော် breaker ဒီကာကွယ်မှုပေးရမယ်ကျွန်တော်က protection device ဒီက1 volt ဘယ်လောက် MB အလုံးလဲဆို1 73 MB ဆိုရင်ဒီကကျွန်တော်တို့က16 MB က1 volt MCB ကိုသုံးလို့ရပါတယ်ဒါဆို16 MB က1 volt MCB ကိုသုံးပြီးဒါဆိုရင်ကျွန်တော်တို့ကတက်ဆင်ပေးရမယ်ကျိုးဒီကျွန်တော်တို့က 2.5 millimeter square ကျိုးနော် square ကျိုးကိလေကိုသုံးအောင်ဖြစ်ပါတယ်အားကြောင့်အဲ့လိုသုံးအောင်လဲဆိုရင်ကျွန်တော်တို့ကဒီကိလေကျိုးဒီဘယ်လောက်နိုင်လဲဆိုရင်ကျွန်တော်တို့က24 MB 24 MB ဒီဝါကျိုးကိုကျွန်တော်လက်စစ် MB တော်တန်စီစဉ်ဖြတ်တန်းဖို့ကိုပြုကျင်းအားဖြင့်ဟိုကနိုင်ခဲ့တယ်ကျွန်တော်တို့က2.5 millimeter square ကျိုးကိုသုံးအောင်ဒီနေရာမှာလောက်က73 MB ဖြစ်တယ်နော်လောက်ဒီ73 MB socket 73 MB access ကို switch socket outlet သုံးအောင်ဖြစ်မှာအဲ့ဒါရင်73 MB switch socket outlet ကိုသုံးမယ်ဆိုရင် protection device အနေနဲ့16 MB 1 volt MCB ကိုသုံးအောင်ဖြစ်ပြီးတော့ကျွန်တော်တို့ကသူလုံးတဲ့ breaker ကြားမှာတက်ဆင်ပေးရမယ်ကျိုးဒီ 2.5 millimeter square 24 MB နိုင်တဲ့ကျိုးကိုအသုံးပြုအောင်ဖြစ်ပါတယ်။အားကြောင့်ဒီလိုသုံးရလဲဆိုရင်ကျွန်တော်တို့က BS standard area က
BS တန်းတဲ့အရာဟောငါတို့က IEC စတန်းတဲ့အရာဟောကျွန်တော်တို့ဘယ်မဲ့တန်နဲ့တော့အောင်လဲဆိုရင်ကျွန်တော်တို့က IZ လို့ခေါ်တဲ့ tool site ဒီရဲ့ IN လို့ခေါ်တဲ့ breaker site ရဲ့ကြီးရမယ် IN လို့ခေါ်တဲ့ breaker site ဒီ IB လို့ခေါ်တဲ့ load site ရဲ့ညီကြီးရမယ်ဆိုတော့ဒီမှတ်တမ်းလေးနဲ့ကျွန်တော်တို့ကအသုံးပြုတဲ့တက်ဆင်ရမှာဖြစ်ပါတယ်ဒီမှတ်တမ်းလေးနဲ့ကျွန်တော်တို့ကတက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် tool site ကလောက်ရှိနေလဲဆိုရင်tool site ဒီ IZ လို့ခေါ်တဲ့ tool site ဒီ24 MBR ဖြစ်ပြီးတော့ IN လို့ခေါ်တဲ့ breaker site sorry IN လို့ခေါ်တဲ့ breaker site ဒီ16 MBR ဖြစ်ပြီး IB လို့ခေါ်တဲ့ load site ဒီကျွန်တော်တို့က73 MBR ဖြစ်ပါတယ်အဲ့တော့ဒီ method ထဲမှာလည်းကျွန်တော်တို့ဒီကောင်လေးကအကျုံးဝင်သွားပြီးတော့သူနဲ့သွားပြီးထိုင်ဖြစ်တယ်ကျွန်တော်တို့ဒီပုံတိုင်းပြန်တက်ဆင်ပေးတာဖြစ်ပါတယ်ဒီနေရာမှာ software balance တစ်ခုပြန်တက်ဆင်တဲ့အခါမှာအဲ့ software balance service တစ်ခုလုံးမှာအဲ့ software အရေးအတွက်ဒီကျွန်တော်တို့က maximum အနေနဲ့ software အရေးအတွက်ဒီ number of SSO အရေးအတွက်ကသူက maximum အနေနဲ့ဘယ်လောက်ပဲပြီးလဲဆိုရင်စစ်လို့ခေါ်တယ်ကျွန်တော်တို့6ပိုင်းနဲ့ပြန်တက်ဆက်လို့ရှိပါတယ်ဆိုလိုတဲ့တော့ကကျွန်တော်တို့အဲ့ SSO circuit ဒါဆိုကျွန်တော်တို့က circuit balance တစ်ခုလို့ပါဒီ circuit balance မှာအဲ့ဒါကို software 700 ပေါင်းပြီးဘယ်နှခုပဲဆိုရင်ဒါဒီမှာဆိုရင်3ခုရှိရနောက်ထပ်3ခုအားလုံးပေါင်းမှာ total စုပေါင်းပြီးကျွန်တော်တို့က maximum 6ခုပဲတက်လို့ရှိပါတယ်အဲ့တော့6ခုတက်မယ်7300 software ရေးတဲ့ဒီ6ခုကျိုးဆိုင်ဒီ 2.5 millimeter square ကျိုးတက်ဆင်ထားတဲ့ production device ဒီ16 MB 10 MCB ဖြစ်ရမယ်တက်ဆင်ထားတဲ့ဒီ cloud socket တွေရဲ့ MBR ဒီ73 MB SSO ဖြစ်ရဖြစ်ပါတယ်